Hello လာပါတယ်နိုမီယာကျောင်းသူမလေးရဲ့တနေ့တာ part 3နောက်ဆုံးအပိုင်းလေးကိုတင်ပေးရဖြစ်ပါတယ်ဒီနေ့မှာတော့သူကကျောင်းပိတ်တယ်ပေါ့နော်ကျောင်းပိတ်တာကိုသူကရီကူးကန်ပုံတငယ်ချင်းနဲ့နှစ်ယောက်အတူတော့မှဖြစ်ပါတယ်ပုံတော့ဖြစ်ပါတယ်အဲ့တော့လေဗီဒီယိုကိုစလိုက်ကြရအောင်တငယ်ချင်းနဲ့ပါဆိုလေ let's go ဒီနေ့ကကျောင်းလည်းထပ်ပိတ်တယ်စနေတနင်္ဂနွေနေ့ရက်ဆိုတော့ okay ပုံသွားအောင်ဟေးပုံသွားမယ်ဆိုတော့လဘာရော okay ဒါကြောင့်လည်းညောဆိုပိတ်ကမထွက်ရဘူးအနည်းဆိုရအဖြူပန်းဝါဒါလေးပူလာမကြိုက် okay မတ်တီယမ်လို့ဘောနော်ပြန်ချုပ်ပါမယ်ဒါလည်းမလို့ပါဘူးဆိုမှဆိုလို့ပါဒါလည်း normal ပါပဲ make up ကပြင်ကောင်းတယ် make up ပြင်တာဘယ်လိုပြင်ရလဲဘယ်လိုသွားလဲကြည့်ရပါ make up ပြင်တာမေးပါပြီကြည့်ရပါ make up လေးပြင်နေနေလေးကိုလေမေးပါတော့လေအဲ့လေးတင်ပေးထပ်ပြီးတင်ပေးကြပါလားမမေးပါလို့ make up လေးချက်ထားလိုက်ပါတော့ဗီဒီယိုလုပ်မယ်နော် okay ငါပုံတော့မှာဆိုတော့ပူတော့မှာဆိုတော့ဒီသူကိုင်းနေသူကမနေ့ကငါဖြစ်စီရတာဟောပြပြနေအော်ဒီနေ့ကျောင်းပိတ်တယ်လေတနင်္ဂနွေလေးနေလဲပုံသွားမယ်လေဟာနေရလဲသူကအိမ်တော့လဲအော်အေးလဲခဲ့မယ်သူကလည်းတနေ့တစ်ခုသွားနေတော့ပဲငါအခုဝက်စားမနေ့ကဟာမရှိပါသေးဘူးဒါမဖြစ်သေးဘူးဖြစ်ပါအိုင်မဟုတ်ထားကြတာပဲအေးငါလာပြီဒီနေ့ကနေသွားမယ်နော်ငါကာဒီပြက်နေတယ်နော်နင့်ဆိုင်ကလေးသွားမယ်လာဆိုင်ကလေးသွားမယ်လို့လာဟယ်လိုလုံးနေနဲ့ခံဝတ်သွားမယ်လာနင့်ဆိုင်ကအယောင်သိမလာတော့နော်ငါမောင်းတာနော်ပုံသွားမှာစကန်နေဆိုင်ကအယောင်ဝင်ဆိုးသွားလိမ့်မယ်နော်โอเคဆိုင်ကအယောင်လေးဝင်ဆိုးလိုက်ပါဦးမယ်ဘာလို့လဲဆိုမလာတော့ပါအပြောင်းကောင်းမဲပဲကောင်းဝိုင်ရောဟလာအမဲလေးပဲလာခိုင်းတော့โอเคတော့မယ် let's go wait အိုးမပြေးနေတာပေးပါဘူးအားကြောင့်ဆိုင်ကမောင်းနေသူမကောင်းဒီမှာအပိုးပြမှာတွေ့လားwait မလုပ်ပါနဲ့မ please wait အားရတဲ့ကုန်ကျင်နေရဆိုဗီဒီယိုလေး fan တွေအတွက်တင် fan လေးတွေအတွက်ဘယ်ရောက်လာတော့ဟာလမ်းမပြီတာကောဂျပန်ရှိလားမသိဂျပန်မှာတရုတ်တော့မရှိတော့ဘောင်းတော့တာကောဆိုတာဘာပြောရလဲမသိဘူးဂျပန်လိုပြောတတ်တဲ့အတွက်လေဂျပန်စာတင်တိုင်းမမတွေကိုရှိရင်လေဒီမှာလေဂျပန်လိုတာကောကိုဘာမဟုတ်မမလိုလေတာကောကိုဂျပန်လိုတာကောကိုခေါ်ရမလားတာကောဆိုတာဂျပန်လိုခေါ်တာဆိုလေမြန်မာလိုဘယ်လိုခေါ်လဲဆိုတော့လေမြန်မာဆိုဘာသာဘယ်လိုပြနေတာသိချင်လို့လေအဲ့လေးမေးပေးပါနော်မေးရမလို့ဖြေပေးကြပါဦးလာနေလိုက်ခဲ့လားမပွန်းရဘူးပွန်းဘယ်ရောက်ဝင်ရမလဲဆိုတော့လိုက်ရှာပါနော်ဟောဒီမှာအပေါက်တွေမြင်လာဟာကြားတယ်နင်းမဆောင်တော့okay let's go ဒီရကောင်မလေးကတားတော်ပြမြင်လိုက်တာဘယ်လိုရောက်လာလဲလေဟာဘာလုံနေရလဲ
လာငါပြိုင်မလားနေနဲ့လုံနေရဒီမှာငါဒီမှာခဏနေမယ်နော်ကြာဒီမှာ Let's go ဘယ်သူရောက်မလဲကြည့်ရဟိုမှာပတ်စံဟာလားဒီအပတ်စံအောင်ငါသွားမယ်နေဟိုတခါပါလေဝသားတို့လိုဆိုင်မှာဘယ်လိုပြောမလဲဂျပန်တို့လိုဆိုင်မှာ9,000ဝယ်ကြည့်ရတယ်အဲ့အတွက်အဲ့ပတ်စံငါယူမယ်$300ဟုတ်ပါဘူးရန်300အဲ့လေးကိုလေအဲ့ကြောင့်အဲ့ရေကူးရဲ့ဗီဒီယိုလေးပါနော်ရေကူးပြီးတော့ဗီဒီယိုလေးကပြီးမယ်ပါ$3,000ရတယ်300ဟိုဟိုးရင်ကုန်မှာလားလုံးဝမိုက်တယ်ရေကူးတာဆိုစပြုံချတာမိုက်တာနော်လာဟိုတော့မယ်Let's go တကယ်ချင်းမြလာနေရှုံးတော့မှာနော်ရှုံးရင်ရေကမဝယ်ကြည့်ကြီး ice cream ဝယ်ကြည့်ရမှာနော် ice cream အဲ့ဒီနောက်ဆုံးအပိုင်းကြီးဆိုတာကြည့်ပြအောင်ကြည့်ကြပါနော်ငါရောက်တော့မှာငါနိုင်တော့မယ် Let's go မြင်တက်ငါနိုင်ပါပြီရှုံးနေနော်အဲ့ဒါဝယ်ကြည့်ဖို့တက်ပြင်ပြန်လိုက်တော့နည်းငါရေးရအရင်သွားချိုးအောင်နည်းပြီးမှချိုးခဏလေးငါအရင်သွားမယ်မိုက်လိုက်တာမိုက်ရှောင်မှရှိတာနင်းသွားချိုးတော့သွားစောင့်နေမယ်သွားဟောအေးဒါသူချိုးရနေရမချိုးချင်ဝါလုံးဝကိုမိုက်တယ်ရကြလေးရတော့မလို့ပါကွာဟဲ့တော့မလားဒါလေးတော့မပြတ်မလေးညာဝစ်စားလိုက်လားမနော်နေလေလာသွားကြမယ်ဟိုမှာစကရထားတယ်အဲ့တော့သွားမယ်နော်ဗီဒီယိုနဲ့ရှင်းနေပြီရှင်9မိနစ်တောင်ရှိပြီရှင်းနေတဲ့အတွက်လေးဟွာလေးဖြတ်ပေးရမလားကြည့်နေတဲ့သူတွေအတွက်လေး follow subscribe လေးမြတ်တိုင်နေညီမကျင်းနေပါတယ်ညီမရေးမှန်းချက်ကအဲ့လိုမျိုးကြီးလိုက်ရင်အောင်မြင်တဲ့ Mr. ဖြစ်လို့မျိုး YouTuber တယောက်ဖြစ်ချင်တာညီမဆန္ဒအဲ့လိုဖြစ်ခွင့်ရရင်တော့အရင်ကောင်းပါMr. Fish လုံးဝကို subscriber ပြောပတ်စံကြမဟုတ်ဘူးညီမအဲ့လိုကိုလူတီးရပိုကြိုက်လို့ပေါ့နော်အဲ့တော့ဒီနေ့ဗီဒီယိုလေးကတော့ဒီကူပြဗီဒီယိုလေးဖြစ်ပါတယ်အားလုံးကိုနှုတ်ဆက်ပါတယ်နော်အဲ့ဒါကြောင့်ဒီနေ့ part 3 လေးကနောက်ဆုံးဆိုတော့နောက်ဆုံးပတ်မှာကြည့်ပေးသူတွေအကုန်လုံးလည်းကျေးဇူးတင်ပါတယ် bye bye